2010ခုနှစ်မှာစပိန်ကနေမန်ချက်စတာယူနိုက်တက်ကိုရောက်လာခဲ့တဲ့ဒီဒေးဗစ်ဒီဂီယာဆိုတဲ့ပိန်ပိန်ပါးပါးလူငယ်လေးကိုမှတ်မိကြဦးမှာပါသူဟာအသင်းရကန်ထဘန်ကိုတမခီအဝင်ဗန်ဒါဆာရဲ့နေရာကိုအစားထိုးဖို့ဖခုံးပေါ်မှာဖိအားတွေအများကြီးထမ်းထားခဲ့ရပါတယ်ပရီးမီးယားလိဂ်လေဂျန်ဒါနဲ့ကွင်းတွေပေါ်မှာပွဲထွက်စာအမားတွေရှိခဲ့လို့ဝေးဖန်တန်းတွေစူညံခဲ့ပါတယ်ဒါပေမဲ့ဒီဂီယာဟာနောက်ပြန်မလဲခဲ့ပါဘူးသူဟာသူ့ရဲ့တုံ့ပြန်မှုမြန်ဆန်တဲ့လက်စွမ်းဒီမထစ်နိုင်ဘူးလို့ထင်ရတဲ့ခြေထောက်နဲ့ကာကွယ်မှုတွေကြောင့်ပရိသတ်တွေရဲ့စိတ်နှလုံးကိုသိမ့်ပိုက်ခဲ့ပါတယ်။ United အသင်းစွမ်းဆောင်ရေးကြာစင်တဲ့ခက်ခဲတဲ့ကာလတွေမှာသူဟာနောက်ဆုံးခံတပ်သူရဲကောင်းအထိရပ်တည်ခဲ့ပါတယ်။တပွဲတည်းမှာပဲဘောလုံး14လုံးအထိကာကွယ်ပြီးအသင်းကိုအမှတ်တွေရယူပေးနိုင်ခဲ့တာကသူ့ရဲ့ဂုဏ်ပုဒ်ပါ။ဒါကြောင့်လည်းပရိသတ်တွေကသူ့ကိုချစ်စနိုနဲ့ Dave Saves လို့တင်စားခဲ့ကြပါတယ်။ United မှာ12နှစ်တာကာလအတွင်း Premier League ဖလားအပါအဝင်အဓိကဆုဖလားများစွာကိုရယူနိုင်ခဲ့ပါတယ်။တနစ်တာအကောင်းဆုံးကစားသမားဆုကိုလည်း၄ချိန်အထိဆွတ်ခူးခဲ့ပြီးရွှေလက်အိတ်ဆုကို2ချိန်ဆွတ်ခူးခဲ့တဲ့ဂိုးသမားကောင်တဦးဖြစ်ခဲ့ပါတယ်။1445ပွဲကစားခဲ့တဲ့ဒီဂီယာဟာအခြေအနေအမျိုးမျိုးကိုဖျက်ဆီးခဲ့ရတဲ့ United လက်သမိုင်းမှာသက်စာရှိတဲ့ကန်ထဝင်တဦးအထိအမြဲတမ်းမှတ်တမ်းတင်ထားပါတယ်။နောက်ထပ်ဘယ်ကစားသမားအကြောင်းသိလို့ပါတလဲကိုမန်မာပြောခဲ့နော်။